နောက်ကောင်းကြတာချင်းတူပေမဲ့နေပြမတူတော့ရလက်မတူတဲ့ဘရာဇီးအားလုံးပဲမင်္ဂလာပါများ Ryan 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘရာဗလာဟာလင်းနေ့တစ်ချိန်ကျင်းပတဲ့ပြိုင်ပွဲဖြစ်တာကြောင့်အသင်းတိုင်းကအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူအောင်မြင်မှုရှာဖွေနိုင်ဖို့စ조사နေကြပါတယ်။ဘောလုံးနီးပညာထွန်းကားလာတဲ့အများဘရာဗလာမှာအသင်းငယ်တွေကိုလည်း short တက်လို့မရတော့ပါဘူး။အောက်ဆုစင်မာရင်တချို့အသင်းငယ်လေးတွေဟာမြုံတိုင်းလောက်တဲ့ရုံးအားတွေကိုပြသရင်ရှုံးတန်းအဆင့်ကိုပထမအဆုံးအကျင့်တက်လာကြပါတယ်။ကနေဒါဟာအရင်ကဘရာဗလာနဲ့ချိန်ဝင်ကန်မှုပြီးနိုင်ပွဲတစ်ပွဲမှမရဘူးပေမဲ့ဒီအချိန်အင်ရှင်ဖြင့်ပူးရဲပါဝင်ထားတဲ့ကမ္ဘာဗလာမှာတော့16အသင်းအဆင့်ကိုတက်ရောက်ပြီးကနေဒါဘောလုံးသမိုင်းကိုအသေးရင်းနေခဲ့ပါတယ်။အော်လောက်ဆရာတွေလုံးပြတဲ့နောက်အသင်းကတော့ပါရာဂွေးပါ။ပါရာဂွေးဟာ32သင်းအဆင့်မှာဂျာမနီလိုထိပ်တန်းအသင်းနဲ့ရင်ဆိုင်ခဲ့ရတာဆိုတော့မျှော်လင့်ချက်မဲ့မီလို့ထင်ခဲ့ကြပေမဲ့ပါရာဂွေးရဲ့အန်တူတန်ဟာကမ္ဘာလုံးကိုတော်လုံးစီခဲ့ပါတယ်။ကရာကောင်းကို9ခုနဲ့နိုင်နှုန်းကကမ္ဘာချန်ပီယံနေရာကိုသိမ်းပိုက်မယ်လို့ကြွေးကြော်ထားတဲ့ဂျာမနီဟာပါရာဂွေးကိုဘယ်လို့မှမထိုးပေါက်နိုင်ခဲ့ပေ42မိနစ်မှာခွင့်ပြုလိုက်ရပါတယ်။ဒုတိယပြန်စမှာကန်ယာဘက်ကဂျာမနီအတွက်အခွင့်အရေးသွင်းယူပေးခဲ့ပေမဲ့ဒီနောက်ပိုင်းထပ်ပြီးဂိုးမရကြတော့တာကြောင့်ဂျာမန်သားတွေအချိန်ပိုရတဲ့အထိဖြစ်ခဲ့ရပါတယ်။အချိန်ပေါ်မှာဂျွန်ဒန်တက်ဖ်ကဂျာမနီအတွက်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်း VAR ပြန်လည်စစ်ဆေးတဲ့အခါမှာစီးမြင့်သေးအရာဖောင်းဖြစ်နေကြတာကြောင့်ပြန်လည်ပယ်ဖျက်ခံလိုက်ရပါတယ်။ဗန်နီမှာတော့ဂျာမနီတို့အိမ်စာမကြေပဲလွဲချော်မှုတွေများနေကြတာကြောင့်3ဂိုး4ဂိုးနဲ့ရှုံးနေကြရပါတယ်။ဂျာမနီလည်းကမ္ဘာဗလာကနေတော်လုံးဆရာအိမ်ပြန်ခဲ့ရပါတယ်။နောက်ကောက်ကြပြီးနောက်ကလိုက်ကစားခဲ့ရပေမဲ့အဆင်ပြေသွားတဲ့အသင်းကတော့မော်ရိုကိုပါ။မော်ရိုကိုက2020ကမ္ဘာဗလာမှာရလက်ကောင်းခဲ့သလိုဒီချိန်မှာလည်းအုပ်စုအဆင့်မှာတော့ကပြင်သစ်ကိုတေးကစားပြီးနောက်တစ်ဆင့်တက်ခဲ့ပါတယ်။မော်ရိုကိုကို32သင်းအဆင့်မှာနယ်သာလန်ကခန်းစီကစားပြီးတားဆီးဖို့စ조사ခဲ့ပါတယ်။နယ်သာလန်ကမော်ရိုကိုကိုလင်မြင်တဲ့တိုင်းစစ်သုံးပြီးတော့82မိနစ်မှာရရှိခဲ့တဲ့ကိုရီကပ်ပွဲရဲ့သွင်းကိုနဲ့ဦးဆောင်သွားပါတယ်။နယ်သာလန်ကဒီရလက်ကိုထိန်းပြီးအနိုင်ယူဖို့စ조사ခဲ့ပေမဲ့62မိနစ်မှာမော်ရိုကိုလိုအပ်နေတဲ့ခြေပါကိုအီဆာဒီရော့ကခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။အချိန်မွန်နဲ့ပနဒီမှာ2သင်းလုံးညံပြင်းနေကြပေမဲ့လည်းမော်ရိုကိုဂိုးသမားပိုနိုကခရစ်ဆန်စီယိုဆမ်မာဖေးရဲ့ကန်ချက်ကိုတားဆီးသွားတာကြောင့်မော်ရိုကိုတို့နိုင်ပွဲရရှိခဲ့ပြီးနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါတယ်။ကာဗလာရှုံးတဲ့တိုင်းမိနစ်60အတွင်းရှုံးပွဲမရှိပေမဲ့ပနဒီနဲ့ကြီးပဲထွက်ခဲ့ရတဲ့နယ်သာလန်အတွက်ကတော့စင်မကောင်းစရာပါပဲ။နောက်ကောက်ချလာခြင်းတူပေမဲ့နီးပြမတူတော့ရလက်လည်းမတူခဲ့တဲ့အသင်းကတော့ဘရာဇီးပါ။ဘရာဇီးဟာနီးပြကြီးကာလော့အန်ဆန်လော်ရဲ့ဦးဆောင်မှုနဲ့ဂျပန်ကိုနောက်ကလိုက်ကစားခဲ့ရပေမဲ့ကမ်ဘတ်ပြန်လာနိုင်ခဲ့ပြီး2ဂိုးနဲ့နိုင်ရရှိခဲ့ပါတယ်။ဘရာဇီးကပုံမှန်ပွဲထွက်လို့စင်တိုင်းပဲပွဲထွက်လာခဲ့ရင်ဂျပန်ကိုရင်ဆိုင်ခဲ့တဲ့အခါဂျပန်စီစဉ်ထားတဲ့ကွက်ထဲဝင်ပြီးပရာပိုင်းရုံးကန်နေကြရပါတယ်။အဲနောက်ကွင်းလက်မှာဘရာဇီးတို့အမားလုပ်ပြီးဘောလုံးအပြက်ဂျပန်ကစားသမားကန်အီရူဆာနိုကဆွဲပြေးသွားပြီးအေရီယာပြင်ဘက်ကနေကန်သွင်းလိုက်တဲ့အခါဘရာဇီးတို့နောက်ကောက်ကျသွားခဲ့ရပါတယ်။အန်ဆာလတီကသူ့ဘာကြောင့်ကဘာအကောင်းဆုံးဖြစ်နေရတာလဲဆိုတာကိုဒုတိယပိုင်းမှာသက်သေပြခဲ့ပါတယ်။အန်ဆာလတီကဂက်စမဲရိုကိုမထုတ်ဘဲနဲ့လူကတ်ပါကွေတာနဲ့မာတီယက်ကွန်ညာကိုထုတ်ပြီးအန်တွင်းနဲ့မာတင်နယ်လီကိုထင်ရင်ကစားကွက်ပြောင်းလဲလိုက်ပါတယ်။ဘရာဇီးတိုင်းစစ်အရှိန်တက်လာပြီးတဲ့နောက်အန်ဂယ်ဂက်စမဲရိုကသူ့ထရိတ်မန်အတိုင်းခေါင်းတိုက်ပြီးခြေပါကိုသွင်းယူပေးခဲ့ပါတယ်။ဂျပန်ကတော့အဆုံးအထိမျှော်လင့်ချက်ထားပြီးတေးကစားဖို့ကြိုးစားခဲ့ပေမဲ့65မိနစ်မှာမာတင်နယ်လီကအနိုင်ဂိုးသွင်းယူပြီးဂျပန်ကြီးတို့ကိုအသေးခွဲပေးလိုက်ပါတယ်။ဘရာဇီးကနောက်တစ်ဆင့်ကျရင်နော်ဝေးဒါမှမဟုတ်အိုင်မရီကိုနဲ့ဆက်လက်ရင်ဆိုင်ရမှာပါ။ဘရာဇီးကခက်ခဲတဲ့ပြိုင်ပွဲတွေကိုရင်ဆိုင်နေရတာဆိုပေမဲ့အန်ဆန်လော်တီကကစားသမားတွေကိုမမှန်ကန်ကန်အသုံးချနိုင်တာကြောင့်ဘရာဇီးသားတွေကိုဖိုင်နယ်ထိလမ်းပြပေးနိုင်မယ်လို့မျှော်လင့်စရာဖြစ်လာပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။